3 ရက်ကြာမှာတော့ကောင်းကင်ရတစ်ခုလုံးတိမ်မဲတွေအုပ်မိုင်းလာပြီးချက်ချင်းပြူကြတော့မလို့အမောင်တို့ကလွှမ်းမိုးသွားခဲ့တဲ့ကျွန်တော်ရိုင်းဆိုင်နဲ့ဝက်တောင်ကုန်းရဲ့တောင်ကပ်ပါဆက်စီကိုရှောက်သွားပြီးမှန်ပြောင်းကိုမြောက်ကလီမီတာစုရွာတရွာလုံးကိုအေးဆက်ဆက်အကြည့်တွေနဲ့လှမ်းမြော်ကြည့်နေမိတယ်။ရွာတွေကလေကွင်းပြည်လဲမှာတရားမဝင်ဆောက်လုပ်ထားတဲ့စားတောက်ဆိုင်ကြီးစီကနေရေမောတန်တွေမြောက်ပင်တန်တွေထွက်ပေါ်နေပါတယ်။ချန်ကောခမရရဲ့ဒီစားတောက်ဆိုင်ကြီးကတကယ်ကိုခမ်းနားထေဝါလုံးနေဗျာ။အခြားရွာသားများဟုတ်ပါဗျာ။ဟုတ်ပါချန်ကောကတော့ချန်ကောပါပဲ။တထေးကြီးကိုတက်ခင်မက်ကဖုန်းကိုကင်ပြီးလူအုပ်ကြီးကိုလမ်းအောင်ပြောလိုက်သည်။အားလုံးပဲနားထောင်ကြစမ်း။ဒီနေ့ဒီဆိုင်မှာရှိတဲ့သူအားလုံးအတွက်ကျွန်တော်တို့တက်ခင်ကအလကားကျွေးမွေးအိတ်ခံမယ်ဗျာ။ဟိုတက်ခင်သူ့ကိုယ်သူဂုံယူဝင်ကြွားစွာဖြင့်ကျွန်တော်တို့တက်ခင်ဆိုတာအခုချိန်မှာဒီစလီမီတာစုရွာရဲ့ဥစ္စာဆောင်နာမည်ကြီးပဲ။အဲ့ဒီလိုလေရိုမီတာစုလိုကောင်းတွေကတော့တောင်ပေါ်မှာရှုပ်မြေပဲစားဖို့ထိုက်တန်တာ။တောင်ပေါ်ကလူချင်းတွေကတော့တောင်အောက်ကပျော်ပွဲရှင်ပွဲကိုမှန်ပြောင်းနေကြည့်ရင်ရေလောင်တမန်ကြီးပြူကြတော့မယ့်အခြေအနေကိုမြင်လိုက်ရတယ်။အုတ်ချင်းချင်းလောင်ပြုံးပြုံးရင်အချိန်ပြန်မှတ်တာ။စတင်လိုက်ပြီးဆိုင်ထဲမှာတောက်စားမှုရစ်ပြီးဂုံဂုံချင်းတန်နေကြစေ။ဒါကတော့တောင်တောင်ကြီးချန်ကောပဲဟဲ့။ဒီလေကွင်းဧက30ကိုတဘာဝစိုက်ပျိုးရေးဆောင်ပြောင်းလိုက်တာ။ခင်ဗျားကတော့ဒီမျိုးနယ်ရဲ့အချမ်းသာဆုံးတထေးကြီးဖြစ်တော့မှတေချာပြီး။ငါရဲ့ဒီစားတောက်ဆိုင်ကြီးနောက်လာမှာတရားဝင်ဖွင့်လှစ်လိုက်တာနဲ့တရက်ကိုဝင်ငွေတောင်းချပြီးဝင်လာတော့မှဟဲ့။ကဲ cheers ထိုးစင်အဝါရောင်အလုပ်သမားအုပ်ထုတ်ဆောင်ထားတဲ့လူတယောက်အသေးအတန်ပြေးဝင်လာပြီးကျမ်းပြင်ပေါ်လဲကျသွားတယ်။တထေးကြီးချန်ကောမတော့ကြပါနဲ့တော့ခပြေးကြပါတော့မြင်မြန်ပြေးကြပါတော့ဗျာမင်းပါယူနေတာလေငါအရေးကြီးတဲ့ဧည့်သည်တွေကိုအခန့်နေတာမမြင်ဘူးလားအလုပ်သမားတောင်ထက်ပိုင်းကရှုံမြေတမန်ကြီးပြူကျလာပြီဗျာရုတ်တရက်အရက်ပလင်းကျမ်းပြင်ပေါ်ကျကွဲသွားပြီးတောင်ကျရှုံလွန်လိုင်းကြီးကဆိုင်ထဲကိုဝုန်းကနေပြူကျဝင်ရောက်လာကလူအားလုံးကိုရှုံလွန်တွေနဲ့ဆွေးနွေးပြစ်လိုက်ပါတော့တယ်တောင်ပြူပြီးပြေးကြဟိတောင်ပေါ်ကိုမြင်မြန်တက်ပြေးကြဘေးရနေရဲ့ပြီးနောက်တရက်ရွာလမ်းမပေါ်မှာရဲကားတွေအစီအဆက်ရောက်လာဘသူကလူတိတ်ခင်လေအရာရှိမင်းအဲ့ဒါသူပါပဲလူတိတ်ခင်ကြောက်လက်တကြားအော်ဟရင်အရာရှိမင်းကျွန်တော်လည်းမဆိုင်ပါဘူးဗျာဒါကတဘာဝဘေးအန္တရာယ်တက်တက်ပါရဲအရာရှိဒေါသကြီးစာရွက်ကိုကင်ကတဘာဝဘေးအန္တရာယ်ဟုတ်လားလူတိတ်ခင်မင်းကတကယ်ကိုတက်တီကောင်းလုံးနဲ့မင်းရဲ့ကိုကျိုးစည်းဝါအတွက်စားတောက်ဆိုင်ဆောက်ဖို့ဘဲဖွဲ့စည်းရဲ့ခွင့်ပြုချက်မှမရပဲမြစ်အထက်ပိုင်းမှာတရားမဝင်ရှုံမြေတွေပို့ပြီးရေကာတမန်ကိုမြင့်ခဲ့တဲ့မင်းကြောင့်လေကွင်းဧက30ပစ္စည်းခဲ့ုံနဲ့မကဘူးတမန်ကျိုးပေါက်ပြီးရွာရဲ့အဓိကလမ်းမကြီးကိုပါဖျက်ဆီးပစ်ခဲ့တဲ့ဖြစ်ပွားခဲ့တဲ့ဆုံးရှုံးမှုတန်ဖိုးကအစမတန်များပြားလုံးလို့တပ်အိုးအိမ်စည်းစိမ်ကိုအန္တရာယ်ပြုမှုဥပဒေတွေနဲ့ညှိစွန်းနေပြီးကျွန်တော်မတရားခံရတာပါအရာရှိမင်းရဲ့တယောက်ကကျွန်တော်ကိုတိုးချလိုက်တာပါအဲ့ဒါကိုရှင်းနေမယ်ဟုတ်တယ်ကျွန်တော်ရဲ့တူကိုရှင်းနေမယ်မူလကတမန်ကြီးကကောင်းနေတာကိုသူကတောင်ပေါ်မှာကြောက်တုံးတွေကိုရှောက်တူးဆွားလို့တောင်ပြူပြီးကျွန်တော်တမန်ကိုလာလိုက်တာပါသူကကျွန်တော်ပတ်ဆိုင်ရတာကိုမနာလို့လုပ်တာပါဗျာ